ကဲဝါသနာတူညီကိုအားလုံးမင်္ဂလာပါဘောနော်ဒီရက်တည်းမှာပို့ရတိတ်မတင်ပြဘူးပေါ့နော်ဒီညီလေးမေးထားတာတဲ့ဇင်ရွေးအောင်ပြပေးပါဆရာတဲ့ဆရာသမားတွေဗဇက်ကပဲပြောနေတာတဲ့လက်တွေ့မပြကြဘူးတဲ့မမြင်ဘူးလို့ပြပေးပါလားဆရာသမားကြီးတဲ့ဒီလိုရှိတယ်ညီလေးရဲ့အဲ့တော့ဥပမာပေါ့နော်အကိုတို့ဆိုလို့တင်တာဒါနိုင်ငံရေးပြောတာမဟုတ်နော်ငါတို့နိုင်ငံပညာရေးကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဒီမှာအဲ့ပညာတွေကိုလည်းမသိလို့မရဘူးလေနော်ငါတို့နိုင်ငံပညာရေးအဆင်မမီပါဘူးလို့ပြောလို့လည်းမရဘူးဒီပညာရေးဆုံးခန်းနိုင်အောင်တိုက်လို့ငါတို့ဘာတွေတက်လာမှာမဟုတ်လဲပြောလို့မရဘူးမှန်တော့မှန်တယ်မှန်သေးတယ်လို့မှန်ဒါပေမဲ့မိမိကိုယ်တိုင်လေးလာအားထုတ်ကြိုးစားမှုကလည်းလိုသေးတယ်ညီရဲ့နော်အဲ့လိုသဘောပဲပေါ့နော်အခုညီကဆရာသမားတွေရားတဲ့မျက်စိသင်ရွေးလို့ပဲပြောတယ်ပေါ့နော်ဒီဇင်ရွေးဆိုတာကဘယ်လိုမျိုးလဲပေါ့နော်မပြကြဘူးဆိုတော့သူတို့မှပြတရားမရှိလို့လည်းဖြစ်မှာဒါပေမဲ့ခက်တာကသူတို့ကတော့သိတယ်ဇင်ရွေးဆိုတာဘယ်လိုလဲဆိုတာသိတယ်ဒါပေမဲ့ပြောလိုက်တာလဲဥပမာဇင်ရွေးဆိုတာ ਨੇ ဒါဆိုရင်ငါဇင်ရွေးမျက်လုံးမကောင်းဘူးဆိုရင်ဇင်ရွေးဆိုတာဘာရောင်လဲဇင်ရွေးဆိုတာဘာပစ္စည်းလဲဟုတ်လားဘယ်ဟာကိုရည်ညွှန်းတာလဲဥပမာကလိန်မော်သီးပေါ့လိန်မော်သီးဆိုလိန်မော်သီးငါညီတန်းသိမယ်ပန်းသီးဆိုပန်းသီးတန်းသိမယ်ဒါပေမဲ့အခုဇင်ရွေးလို့ပြောတာကိုညီလေးကဇင်ရွေးကိုဒီဇင်ရွေးဆိုတာဘာကိုဆိုလိုတာလဲဘာသီးလဲဘယ်လိုဟာမျိုးလဲဆိုတာညီကမသိလို့ဖြစ်လိမ့်မယ်နော်အဲ့တော့ဆရာတွေမပြတာကိုအပြစ်မပြောနဲ့ဥပမာအခုမှလည်းဒီမှာအဲ့ဇင်ရွေးမျက်လုံးပြတရားမရှိဘူးမရှိတော့ငါညီကိုဘယ်လိုပြမလဲပေါ့နော်အဲ့တော့အကိုကတော့ငါညီကိုအပါဝင်ကျန်တဲ့တကယ်မသိသေးတဲ့ညီကိုတွေအားလုံးနားလည်အောင်ရှင်းပြပေးမယ်ဇင်ရွေးမျက်လုံးဆိုတာဇင်ရွေးဆိုတာကအကိုတို့ဒါရွှေတွေပါတယ်ချင်းတွယ်တဲ့နေရာမှာဒါအသုံးပြုတယ်မြန်မာတွေရဲ့ရှေ့မြန်မာတွေရဲ့အလေးချိန်တဲ့နေရာမှာအသုံးပြုတယ်အလေးချိန်တဲ့နေရာမှာမှရွှေချိန်တဲ့နေရာမှာအသုံးပြုတယ်အဲ့ဒါတရွေးနှစ်ရွေးနော်ရွေးလေးအဲ့ဒါမျိုးပေါ့နော်အဲ့ဒီမှာအဲ့ဒီလိုမှအဲ့ဒီနေရာမှာသုံးတဲ့ရွေးစီရွေးစီလေးရဲ့အယောင်ဆိုလိုတာနော်ရွေးစီလေးရဲ့အယောင်ကဘယ်လိုလဲဆိုတော့အနက်နဲ့အနီနဲ့အနီကလည်းရဲတောက်ကလေးလှမလှအနက်လည်းပါတယ်နော်အနက်ကတချမ်းအဲ့ဒီမှာအဲ့ဒီရွေးစီလေးတွေရဲ့အဖျားနာလေးတွေမှာကွာတို့စံစည်းတွေမှာပါတယ်ထိတ်မှာတွေ့တယ်မလားဖဲလိုက်ရင်ပဲ့သွားတဲ့ဟာလေးနေရာလေးရှိတယ်လေတည့်ရမှာပြောမယ်ဆိုရင်အကြောင်းထွက်တဲ့နေရာလို့ဆိုလိုရမှာပေါ့နော်စပားစီဆိုရင်အကြောင်းထွက်မဲ့အပေါက်နေရာပေါ့ထဲထဲမှာစံစည်းမှာအဲ့လိုတချမ်းပဲလေတွေ့လားအဲ့လိုမျိုးပဲအဲ့ဇင်ရွေးထိတ်မှာကြတယ်သူကအဲ့လိုနေရာလေးပါတယ်အဲ့ဒါလေးကိုဖောက်ပြီးတော့တချို့တွေလည်းတီးပြီးတော့ဝစ်ကြတယ်ပေါ့နော်ညီလေးနော်အဲ့ဒါအဲ့ဟာကိုငါညီကတီးလို့ရှိရင်ဒါဘယ်ရောင်လဲဆိုတော့အကိုပြောတရားမလို့တော့ဘူးနော်အဲ့တော့ငါညီတို့ဇင်ရွေးဆိုတာကအနီရောင်ရှိတယ်အနီရောင်များတယ်အနက်ခံပါတယ်နော်အနက်ရောင်အခန်းနဲ့အနီရောင်နဲ့အနီရောင်မှရဲတောက်နော်အဲ့လိုမျိုးပေါင်းဆက်ထားတဲ့အယောင်မျိုးနော်အနီရဲကြီးပေါ့နော်အနီညီကိုတို့ကိုကျွန်တော်ဒီကြက်မျက်လုံးလေးအကြောင်းပြောထားတဲ့အထက်မှာလည်းပါပါတယ်ပေါ့နော်သူကတော့အနီရောင်ဘက်သွားတဲ့အတွက်ဒေါသတွေကိုဒါဒေါသကိုရည်ညွှန်းတယ်နော်ဒေါသအထွက်များတယ်လူပဲဖြစ်ဖြစ်လေကျွန်တော်အဲ့မှာလည်းပြောပါတယ်နော်လူပဲဖြစ်ဖြစ်ဒေါသကြီးတဲ့လူတယောက်ကလေသူနိုင်လို့ရှိရင်သာစုတ်ကြိုပြီးလှုပ်ချင်တာသိတယ်မလားဒါပေမဲ့သူမနိုင်တော့တဲ့လူမျိုးနဲ့ကြာလို့ရှိရင်အဲ့လူမျိုးကတဲ့မှာလုံးဝစိတ်လျှော့ပါအောင်အဲ့သဘောပဲဒါကြောင့်မလို့မျက်စိစင်ရွေးတွေကကောင်းရင်လည်းလိုက်မမီဘူးတဲ့မှာမကောင်းရင်လည်းဖမ်းမမီဘူးပြေးရင်လည်းဖမ်းမမီဘူးဆိုတဲ့ရှေ့လူကြီးတွေကပြောခဲ့တာပေါ့နော်အဲ့တော့သူတို့နိုင်လို့ရလို့ရှိရင်တော့သူတို့ခွန်လန်းတဲ့ရင်တော့သူတို့နိုင်တဲ့စီးနီးလုံးလို့ရရင်တော့စွတ်လုပ်လိုက်တယ်သူတို့ပြန်နာမှာတော့အနာမခံဘူးနောက်ဆုံးသူများကိုကတေမလို့လှုပ်ထားပြီးတော့သူများတက်တိနဲ့ရက်နေတာတော့မှစစ်ကြည့်ပြီးပြေးတဲ့ကြက်တွေဒီမျက်စိစင်ရွေးတွေမှာအဖြစ်များတယ်ဒီသဘောတရားပါပဲเนาะအဲ့တော့လူပဲထားပါတော့အခုညီလေးညီကိုတို့ကဒေါသထွက်တဲ့အချိန်မှာဟိုနိုင်ကျဲတည်းမှာဖုံးတိုင်းအုံဝမ်းတည်းမှာချမယ်စော်မယ်လှော်မယ်ပေါ့ဟောဒေါသလည်းကိုကဒေါသအလက်ရောက်ချက်ချင်းစိတ်လွတ်သွားတဲ့အချိန်မှာဒေါသသူကဒေါသထွက်ပင်ကိုစိတ်ကလှုပ်ရှင်တဲ့စိတ်တက်တိရှိလို့မဟုတ်ဘူးเนาะဒေါသကြောင့်သူကလှုပ်တာဒေါသကြောင့်လှုပ်တဲ့အတွက်သူဒေါသပြေသွားတဲ့အချိန်မှာကိုကလည်းလှုပ်ပြီးသွားပြီဒီမှာတစ်ဖက်ကလည်းဟိုမှာသူ့ထွက်တိုင်ကိုဖြစ်နေပြီအဲ့လိုလှုပ်ပြီးသွားတဲ့အချိန်မှာဒေါသလည်းပြေတော့အဲ့လူကအရန်ကြောက်တယ်နော်ပြေးတော့တာပဲလော့အောင်သိရမှာပြန်လုံးမှာဆိုလို့နော်အဖမ်းခံရမှာဆိုလို့တကယ်သွေးရှိလို့လှုပ်တဲ့လူကတော့လှုပ်ပြီးသွားလဲအေးစေးအိမ်ပေါ်မှာထိုင်နေတယ်ဒါမှမဟုတ်စကန်သွားပြီးဖမ်းခံတယ်ဒီသဘောတရားပါပဲဒါကျွန်တော်ပြောပြလာတော့ညီကိုတို့ကလောကမှာတက်တိရှိတာနဲ့ဒေါသကြောင့်ဖြစ်တဲ့သိတယ်မှာအတိုင်းအတာနဲ့ကိုနှိုင်းရှင်ပြတာပါညီကိုတို့ရဲ့မျိုးလုံးတွေကိုပေါ်လွင်အောင်လို့ကျွန်တော်ကနှိုင်းရှင်ပြတာပါလူတယောက်ကျွန်တော်တို့ကလူတွေဖြစ်တဲ့အတွက်လူသဘောတဘာဝနဲ့နှိုင်းရှင်ကြည့်ရင်ပို့ပြီးသိတာထင်ရှားလို့နော်အဲ့ဒါလေးကိုအဲ့လိုနှိုင်းရှင်ပြတာပါအဲ့တော့ဇင်ရွေးကိုမမြင်ဘူးတဲ့ညီလေးတဲ့အကိုအခုဒီအောက်မှာပုံလေးထည့်ပေးထားတယ်ဇင်ရွေးပေါ့နော်အဲ့ဒါကဇင်ရွေးပင်ကဇင်ရွေးစေးပေါ့နော်
အဲ့ဒီအစီပေါ့အဲ့ဒီအစီရဲ့အဲ့ဒီအယောင်ပါပဲအဲ့ဒါဇင်ရွေးအယောင်ပါနော်ချက်ကတော့အခုမှနမူနာပြကြမရှိဘူးငါညီတို့လည်းအဲ့လောက်ထိပြောမှဆိုရင်တော့ဟိုဉာဏ်ပညာနည်းလိမ့်မယ်လို့တော့အကိုမထင်ပါဘူးကျက်သမားတယောက်ကလေးဖြစ်လာရင်တော့ဉာဏ်ပညာတအားနည်းလို့တော့မဖြစ်ဘူးနော်နည်းနည်းများတော့ဉာဏ်ရင်ထက်မြတ်မှုတော့ရှိမှနော်တစ်ထွာလောက်ပြောင်းရင်တစ်ထောင်လောက်မြင်မှတစ်ထောင်လောက်ပြရင်တစ်လန်လောက်မြင်မှတစ်လန်လောက်ပြလို့ရှိရင်ဟိုးလမ်းတစ်စုံလောက်မြင်မှနော်အဲ့လိုမျိုးမြင်မှပဲစင်ပွားပြီးတွေးနိုင်မှခေါ်နိုင်မှတိုးတက်မှာပါနော်ဒါမှလည်းဒီအချက်လက်တွေကိုညီကိုတို့နားလည်မှာပါသဘောပေါက်မှာပါနော်အဲ့တော့တစ်ချက်တည်းကိုသိပြီးတော့လဲရန်တမ်းပြီးတော့လဲမဆုံးဖြတ်ပါနဲ့အသေးချာအချက်လက်ပေါင်းများများစွာဟိုမှစိတ်ဆက်သေးချာအောင်ကြည့်ပြီးမှဆုံးဖြတ်ပါဘောနော်အဲ့တော့ဘာပဲပြောဆရာကြီးပြောတာပဲကိုကဆက်ပြီးလေးလာမှညီတို့တာပဲအဒီကျမျက်စိစင်ရွေးဟုတ်ပြီစင်ရွေးမျက်စိကမကောင်းဘူးလို့ပြောတယ်ဒါဆိုစင်ရွေးဆိုတာဘာလဲဘယ်လိုမျိုးလဲဆိုတာငါညီကဆက်ပြီးလေးလာမှာပေါ့နော်အဲ့တော့ကိုယ်တိုင်လည်းသိအောင်လုပ်ကြပါလို့